ဒီနေ့မှာကျမတို့က Cusco မြို့ကနေပြီးတော့ Lake Titicaca ရှိတဲ့ Puno မြို့ကို Inca Express စီးပြီးတော့ခရီးဝင်လာခဲ့ကြပါတယ်။ပထမဦးဆုံး stop က Andahuaylas က16ရာစုကလေးကနေပြီးတော့ Spanish colonial art နဲ့ Inca culture တွေကိုပေါင်းစပ်ထားတဲ့ church ဖြစ်ပါတယ်။သူ့ရဲ့အထဲမှာရှိတဲ့ artwork တွေကအရှမ်းလာလုံးလို့သူက Chapel of the Andes လို့တော့မှတင်စားခေါ်ကြတယ်ပေါ့နော်။ဒုတိယ stop ကတော့ Rocky အခု Rocky Ruins တွေကိုကျမတို့ရောက်လာတဲ့အချိန်မှာဘာလို့သိရှိရလဲဆိုတော့ဒီမြို့မှာ Viracocha ဆိုတဲ့ဘုရားကျောင်းက Inca Empire ရဲ့အရန်ကြီးကြီးတဲ့ archaeological site တစ်ခုဖြစ်ပါတယ်။ La Raya Pass ကအမြင့်ပေ1400ကျော်မှာတည်ရှိပြီးတော့မီတာနဲ့ဆိုရင်4300 meters အပေါ်မှာတည်ရှိတဲ့အတွက်အရှမ်းကိုလှပတဲ့ view တွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ကျမတို့ပူနိုမရောက်ခင်နောက်ဆုံး stop အနေနဲ့ပူခရာဆိုတဲ့မြို့တစ်မြို့ရောက်ခဲ့ပါတယ်Hello. Good morning. ကျမအခုရောက်နေတဲ့နေရာကသူက Lake Titicaca လို့ခေါ်ပါတယ်။ Lake Titicaca ကဆိုလို့ရှိရင်ဒီမှာအမြင့်ဆုံး navigable ရေကန်ဖြစ်ပါတယ်။အမြင့်ဆုံး navigable ရေကန်ကဆိုလို့ရှိရင်ဘာလို့ဆိုလို့ရလဲဆိုတော့ရေကန်ထဲမှာလူတွေနေပြီးတော့သွားလာလှုပ်ရှားလို့ရတဲ့ကန်ပေါ့။ကျမအခုရောက်နေတဲ့နေရာကဘာလဲဆိုတော့သူကကြတော့Uros လို့ခေါ်တယ်။ Uros ဆိုတဲ့ကျွန်းလေးတွေပေါ့။ဒီ Lake Titicaca ထဲမှာရှိတဲ့ဒီ Uros ဆိုတဲ့ကျွန်းလေးတွေကိုကျမအခုရောက်နေတာပေါ့နော်။မနေ့ညကကျမတို့က Cusco ကနေပြီးတော့ Puno ကိုကျမတို့က bus ကားနဲ့ Inca Express ဆိုတဲ့ bus ကားကိုကျမတို့10နာရီtrip ပေါ့သူက road trip ပုံစံမျိုးပဲအဲ့ဒါမျိုးစီးလာပြီးတော့ကျမတို့ Puno ဆိုတဲ့ဒီပိုင်ရှင်ကသူ့ရဲ့မိန်းမနေပြီးတော့လာပြီးကျမတို့ပုတ်သေးသေးလေးနဲ့ဒီဘက်ဟိုဘက် Puno ဘက်အချမ်းအောင်လာပြီးတော့ကြိုတယ်ပေါ့နော်အဲ့တော့အဲ့ပုတ်ကလေးနဲ့ကျမတို့အထီကိုမနေ့ညရောက်လာတယ်ဒါခုမနက် view ပေါ့နော်ဒီကျွန်းလေးရာဆိုလို့ရှိရင်အရန်ကိုထူးကြတယ်လို့ပြောလို့ရမယ်ပေါ့ဥပမာဒီကျွန်းဆိုရင်ဒီဥရိုဆွဲကျွန်းလေးတွေမှာဒီလိုမျိုးဆွေစဉ်မျိုးဆက်နေလာခဲ့တာသူတို့ကဟိုးအရင် Spanish တွေ colonize မလုပ်ခင်တည်းကဒီကျွန်းလေးတွေမှာဒီ native လူဒီကဒေသခံတွေကနေလာခဲ့တာသူတို့ကဟိုးအရင်တည်းကပေါ့နော် Spanish တွေဒီကို occupy မလုပ်ခင်ကတည်းကသူကဒီကျွန်းလေးတွေဒီဥရိုဆွဲကျွန်းလေးတွေမှာနေလာခဲ့တာပေါ့နော်ဒီ Lake Titicaca ထဲမှာနောက်ပြီးတော့ဘာထူးကြလဲဆိုတော့ဒါတွေက man made ဆိုတော့လူလှုပ်ထားတဲ့ကျွန်းလေးတွေပေါ့နော်သူတို့ဘာနဲ့လှုပ်လဲဆိုတော့အထက်ကသူတို့ရဲ့အရေးပါတာဟာဒီမြန်မာလို့ဆိုလို့ရှိရင်ဒီကျူပင်လို့ခေါ်မှန်းနေထူတယ်ဒီအပင်လေးတွေကဒီ Uros ဒေတာကန်တွေအတွက်ကိုအရန်အရေးပါတဲ့အရာပေါ့နော်ဘာလို့လဲဆိုတော့ဒီကျူပင်လေးတွေပေါ်မှာပဲသူတို့ကဒီကျူပင်တွေကိုအခြေခံပြီးတော့သူတို့ရဲ့ဘဝအကုန်လုံးကသူတို့ကသူတို့ life necessity ကိုသူတို့နေတဲ့ပုံစံမျိုးပေါ့နော်ဆိုလိုတာဘလို့ဒီကျွန်းလေးတွေကိုလောက်လဲဒီဘလို့ကျွန်းလေးတွေကိုလောက်လဲဆိုတော့သူတို့ဒီကျူပင်လေးတွေကိုတဲ့သူတို့က
shed လိုက်တာပေါ့ weave လုပ်ပြီးတော့သူတို့ကဒီကျူပင်လေးတွေကိုဒီရေအောက်မှာပေ3ပေရေအပေါ်မှာပေ3ပေအဲ့လိုမျိုးပုံစံမျိုးရေဒီ island လေးကိုလုပ်လိုက်တာပေါ့ဒီရေအောက်ကဒီပေ3ပေရကြတော့ရေရဲ့အထဲထဲမှာပေါ့နော်မြုပ်နေတာပေါ့ဒီအပေါ်မှာ floating ပုံစံမျိုးဖြစ်ဖို့တော့3ပေရကြတော့သူတို့ကလည်းအဲ့လိုပဲသူတို့ကနေသူတို့ဒါလေးတွေကိုသူတို့ကရက်လုပ်ပြီးတော့ကျုံးလေးအနေနဲ့ဒါသူတို့ကလေလာပေါ့ဒီအပေါ်ပိုင်းမှာရှိရဒီ3ပေရှိရဒီလေယာကိုကြတော့သူတို့ကlike နှစ်တိုင်းလို့သူတို့ကလဲပေးတာပေါ့နော်ဒါမှဒီကျုံးလေးရဲ့ဟိုဟာပေါ့ရေပေါ်မှာပေါ်နိုင်စွမ်းကိုသူတို့ကပို့ပြီးတော့ support ဖြစ်တယ်အောင်ပေါ့နော်အဲ့တော့တစ်ခါလေကြာလို့ရှိရင်ဒီကျူးပဲတွေကိုလည်းသူတို့ကတစ်ခါလေကြာလို့ရှိရင်သူတို့ရဲ့ survivor အနေနဲ့စားတာလည်းရှိတယ်လို့ကျွန်မကြားဘူးတယ်အဲ့တော့ဒီလူမျိုးစုတွေကမသိလို့ရှိရင်မြန်မာနိုင်ငံမှာဆိုရင်ကျွန်မပြောလို့မျိုးခုနအင်းလေးလိုမျိုးပေါ့ဒီကျုံးလေးတွေဒီရေကန်ထဲမှာနေတဲ့လူမျိုးစုပေါ့နော်ဒါပေမဲ့ဒီလူမျိုးစုတွေကဒီမှာနေရသူတို့လည်းတော်တော်ကြာပြီလို့ကျွန်မကြားတယ်ဒီလူမျိုးစုတွေကသူတို့ဟိုးရင်နေ Spanish တွေမလာခင်တည်းကဒီမှာသူတို့ကသူတို့ဒီစင်ဆက်တော်တော်ကြာပြီပေါ့နော်နေလာခဲ့တာဒီ Spanish တွေ occupy လာလုပ်တဲ့အချိန်ကျတော့လဲဘာလို့တွေးလိုက်ရလဲဆိုတော့ဒီ Uro ဆိုတဲ့ဒီကျုံးမှာနေတဲ့လူတွေနဲ့ဟိုဘက်ကအချမ်းကမ်းဘက်ကအချမ်းလူတွေနဲ့စကားအစသူတို့ကမတူဘူးပေါ့နော်စကားအသုံးလုံးတွေလည်းမတူဘူးအခုနောက်ပိုင်းကတော့သူတို့ကစကားကတော့အတူတူပဲဒါပေမဲ့ဟိုးရင်တော့သူတို့ဆက်ဆောက်ဆုံးSpanish တွေလာပြီးတော့သိမ့်ပိုက်တဲ့အချိန်မှာတော့ဒီကျုံးကလူတွေကအရန်အောင်သူတို့ occupy လုပ်ဖို့ကလည်းခက်တယ်လို့ပြောတယ်ဘာလို့လဲဆိုတော့သူတို့ရာဒီ Spanish က okay ဒီကျုံးလေးဒီလိုမျိုးနေရာလေးတွေကိုသူတို့လာပြီး occupy လုပ်လိုက်တယ်ပေါ့အဲ့လိုမျိုးသူတို့ပိုင်နေဆိုတဲ့ပုံစံမျိုး colonize လုပ်လိုက်တယ်ဆိုတဲ့အချိန်ကြတော့နောက်တစ်နေ့အဲ့လိုမျိုးနောက်ခဏနေကြတော့ဒီလူတွေကဒီကျုံးမှာဒီလိုမျိုးမမ်းမိတ်ကျုံးလေးတွေမှာမနေတာပဲ plug ဆိုပြီးတော့နောက်တဲ့ကျုံးလေးအစ်စ်လေးဟိုဘက်ကိုသွားပြီးတော့သူကကျုံးအစ်စ်စောက်ပြီးတော့အခြေပြန်ချအောင်အဲ့တော့တက်တော်ဒီမှာဒီကျုံးမှာဒီဥရိုဆိုတဲ့လူတွေရဲ့မျိုးတွေကနေလာတာတော်တော်ဟိုပြောမလဲ resilient ရှိနေနေလာခဲ့တာတော်တော်နှစ်ပေါင်းကြာခဲ့ပြီလို့ပြောလို့ရတယ်ပေါ့နော်ကျူပင်နဲ့လှုပ်ထားတဲ့အတွက်ကိုသူတို့ကကြွက်ကိုအရန်ကြောက်ရတယ်ကြွက်ကိုအရန်ကြောက်ရဘာလို့လဲဆိုတော့ကြွက်ကဒီကျူပင်ရဲ့ဒီအခြေကိုပေါ့နော်စားလိုက်လို့ရှိရင်ဒီသူ့ရဲ့သူတို့တွေဒီလှုပ်ထားတဲ့ဒီကျုံးလေးတွေကဟိုပါပေါ့ကျွန်တော်တို့ကပျက်စီးကုန်ပါပေါ့နော်အဲ့တော့ဘာလုပ်လဲဆိုတော့သူတို့ကဒီကျုံးလေးတွေမှာဆိုရင်သူတို့ကကြောင်လေးရှိတယ်အဲ့ကြောင်လေးတွေကကြတော့ဒီကြွက်ကိုမြင်လို့ရှိရင်သူတို့က attack လုပ်မယ်ပေါ့အဲ့တော့ဒီကျုံးတိုင်းမှာလို့ကျွန်တော်တို့ကြောင်လေးတွေအများကြီးရှိတယ်ဒီကျုံးတိုင်းမှာကိုသူတို့ကကြောင်လေးတွေမွေးထားပါတော့အဲ့ဒါတော့ထူးခြားတယ်နောက်ပြီးရင်မနေ့ကတော့ကျွန်တော်တို့လမ်းကအဲ့ဒီပူနိုကနေပြီးတော့ဒီကိုကျွန်တော်တို့တဲ့ဒီကျုံးလေးကိုလာတဲ့အချိန်မှာအဲ့ grocery store လေးတည်လေးအဲ့မှာကျုံးလေးပုံစံမျိုးပဲအဲ့မှာ grocery store တည်လေးမှာလည်းကြောင်လေးရှိတယ်ဘာဖြစ်လဲဆိုတော့ခုနပြောသလိုမျိုးသူတို့ကကြွက်ကိုကြောက်ရတယ်ပေါ့ဒီကျုံးမှာနေတဲ့လူတွေကကြွက်ကိုကြောက်ရတယ်ဘာလို့ဆိုတော့ဒီကျူးပင်တွေရဲ့အခြေကိုကြွက်တွေကတိုက်ခိုက်လို့ရှိရင်သူတို့ရဲ့ဒီစောက်ထားတဲ့ island လေးတွေကိုကျုံးလေးတွေကိုသူတို့ပျက်စီးမှကြောက်ရတယ်ပေါ့နော်အဲ့တော့တစ်ခုပဲအိမ်သာအသွားလာတစ်ခုပဲခက်ခဲတယ်ဘာလို့လဲဆိုတော့ဒီမှာသူတို့ကဟိုပါပေါ့ sewage system ကမရှိဘူးဘာဖြစ်လဲဆိုတော့ဒီမှာကျုံးလေးဆိုတော့သူတို့က sewage system တည်တည်ချာချာတက်လို့မရတဲ့အတွက်ကဘာလဲဆိုတော့ဒီလိုမျိုးအိမ်သာကြတော့အိမ်သာပုံစံမျိုးပဲဒါပေမဲ့ကိုကဥမာအညစ်ကြေးတွေစွန့်လိုက်တဲ့အချိန်ကျရင်သူကအဲ့လိုမျိုးပုံးလေးနဲ့အောက်ကခံထားတယ်အဲ့ပုံးလေးရဲ့အပေါ်ကိုသူကဟိုဟာလေးနဲ့အဲ့လိုမျိုးလွှတ်စာမုတ်လိုမျိုးပေါ့နော်အဲ့လိုမျိုးသဲတို့လွှတ်စာမုတ်တွေနဲ့ရောထားနေတူတယ်ကျွန်မသိချာမသိဘူးအဲ့လိုမျိုးဟာကိုအပေါ်ကနေပြီးတော့သူကဖြူးပြီးတော့ပြောင်းအုပ်လိုက်တာပဲဆိုတော့ကတော့အနက်အသက်ကိုအဲ့ဒါနဲ့ပဲ control လုပ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ပြီးသွားလို့ရှိရင်အဲ့ဒါကိုတို့ကစွန့်ပစ်မှာပေါ့တနည်းအားဖြင့်ဟိုမှာဝေးတဲ့ဥပမာဒီဘက်ကမ်ဘတ်ကိုပဲသွားစွန့်ပစ်တာပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအညစ်အကြေးစွန့်ပစ်တဲ့system တခုတို့မတူဘူးပေါ့နော်ကျွန်တော်တို့ဥမာကုန်းပေါ်မှာနေတဲ့လူတွေနဲ့တော့မတူဘူးအဲ့တခုတော့ထူးကြတယ်နောက်ပြီးတော့သူတို့ရဲ့အဓိကဒီ local တွေရဲ့ဘာစီးပွားရေးရပါလဲဆိုတော့ tourism ရှိမယ်နောက်ပြီးတော့သူတို့ fishing ရှိမယ်နောက်ပြီးတော့သူတို့ကဟိုးအရင်တည်းကသူတို့ကဒီမှာငါးတွေမြငါးတွေကိုအဲ့လိုမျိုး6လမ်းပြီးတော့သူတို့ကအဲ့လိုမျိုးတွေဟိုဘက်ကမ်းပေါ်ကလူတွေနဲ့သူတို့ trading လုပ်တာပေါ့ဟိုးအရင်ခေတ်တုန်းကဆိုရင်ဒီမှာ currency ဆိုတဲ့ငွေကြေးစနစ်မထွန်းကားခင်တော့ဆိုရင်သူတို့ကဒီရဲ့ပစ္စည်းတွေဒီတယောက်နဲ့တယောက်မိခိုးပြီးတော့နေခဲ့ရတာပေါ့နော်ဒီကျုံးကလူတွေကလည်းဒီကရေထွက်ပစ္စည်းတွေကိုသူတို့ကဟိုဘက်ကုန်းပေါ်ကလူတွေနဲ့သူတို့ကလဲရတာပေါ့
အဲ့လိုမျိုးငွေကြေးစနစ်မထုံငါသေးတဲ့အချိန်တုန်းကဆိုရင်အဲ့တော့ဒီကျွန်းပေါ်မှာလူတွေကဒါပေမဲ့တစ်ခုပဲရှိတာသူတို့ရဲ့ history တွေကိုလိုမျိုးရေးသားထားတာတွေဘာတွေမရှိတဲ့အတွက်တိတိကျကျသူတို့ရဲ့သမိုင်းကိုတိတိကျကျဘယ်သူမှတိကျမသိသေးဘူးပေါ့နောက်ပြီးတော့ကျမတို့ကုန်းပေါ်မှာဆိုလို့ရှိရင်ဒီလိုမျိုးလူမျိုးစုတစ်ခုရဲ့သမိုင်းကြောင်တွေကိုရေးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဥပမာသူတို့ရဲ့အိမ်တို့ဘာတို့ပေါ့နော်အိမ်တို့တို့မဟုတ်အဲ့လိုမျိုးပေါ့ဒီအကျွင်းကြံပစ္စည်းတွေပေါ့အဲ့လိုမျိုးအိုးရိုဘာတို့အဲ့ဒီကနေပြီးတော့တစ်ဆင့်သူတို့ရဲ့သမိုင်းကြောင်ဒီလိုမျိုးလေးလာရရတယ်ပေါ့နော်ဒီလိုမျိုးဒီ Urus မှာဒီလို Urus ကျွန်းမှာနေတဲ့လူတွေကကြတော့သူတို့ကကြတော့ဒီကျွန်းလေးတွေကပြက်လွယ်ပြုတ်လွယ်တယ်ပေါ့နော်ဆိုလိုတာအဲ့တော့ဒီကျွန်းလေးမှာသူကခဏနေတယ်ဒီကျွန်းအစင်းအခြေအနေမကောင်းရင်သူကနောက်ထပ်လူမျိုးကျွန်းအစ်စ်လေးသွားလောက်ပြီးတော့သူအဲ့ဒီကျွန်းလေးမှာဒီကန်ထဲမှာပဲနေရဆိုတော့သူတို့ရဲ့သမိုင်းကြောင်တိတိကျကျမသိနိုင်ဘူးပေါ့နော်ဒါပေမဲ့သိကြတာဒီမှာနေလာတာသူကဒီစပိန်နေဒီကို colonize မလုပ်ခင်တည်းဟိုးအရင်တည်းဟိုကသူကနေလာခဲ့တာဆိုတော့သူတို့ရဲ့သမိုင်းကြောင်ကတော်တော် resilient ဖြစ်တဲ့လူတွေလို့ပြောလို့ရတယ်ပေါ့နော်ကျွန်မ Lady Gaga ရဲ့60%နှုန်းကပီရူးကပိုင်တာပေါ့နော်နောက်တဲ့ Lady Gaga ရဲ့40%နှုန်းကကြတော့ Bolivia ကပိုင်တယ်အဲ့တော့ဒီ Lady Gaga ကကြတော့ Bolivia နဲ့ Peru နဲ့သူက share လုပ်ထားတာပေါ့ border မျှထားတာပေါ့နော်60%နှုန်းကကြတော့ Peru ကပိုင်တယ်40%နှုန်းကကြတော့ Bolivia ပိုင်တယ်ပေါ့အဲ့တော့မီးနေခင်ကြလို့ရှိရင်ကျမတို့ဒီဘုတ်နဲ့ကျမတို့ဒီဟိုဘက်အချမ်းဒီကျူးပင်ရဲ့အလွန်ပေါ့ဒီ Lady Gaga ရဲ့အထဲထဲကိုကျမတို့သွားပြီးတော့ကြည့်မယ်အဲ့တော့ကျမနဲ့တူ like ရဲ့အတွက်လည်းဖိတ်ခေါ်ရတယ်နော်Gracias.